Hello အားလုံးပဲမင်္ဂလာပါပြည်တိုင်းတစ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ် Chelsea သင်းရဲ့ Premier League သမိုင်းမှာ hat-trick အများဆုံးသူအဖြစ်ပါမားကမှတ်တိုင်နဲ့စိုက်ထူနိုင်ခဲ့ပါပြီ Chelsea သင်းတိုက်စစ်ကစားသမားပါမားဟာဟူးနဲ့ပွဲမှာ hat-trick သွင်းယူပြီးနောက်အသင်းရဲ့ Premier League သမိုင်းမှာ hat-trick အများဆုံးသူဖြစ်မှတ်တိုင်နဲ့စိုက်ထူနိုင်ခဲ့တာပါပါမာဟာ73မိနစ်နဲ့35မိနစ်တွေမှာပင်နယ်ဒီ2ကြိမ်ဆက်ရယူခဲ့တယ်လို့38မိနစ်မှာလည်း hat-trick ဖြစ်စီမဲ့သွင်းကိုသွင်းယူနိုင်ခဲ့ပါတယ်အခု hat-trick ဟာပါမာဖို့ Chelsea အသင်းမှာစတုထမြောက် Premier League hat-trick ဖြစ်ပြီး Premier League သမိုင်းမှာအသင်းရဲ့ hat-trick အများဆုံးသူဖြစ်လာခဲ့ပါပြီပါမာရဲ့ hat-trick ဟာ Premier League သမိုင်းမှာကြာချိန်38မိနစ်သာကြာရှိခဲ့လို့တတိယမြောက်အများဆုံး hat-trick လည်းဖြစ်ခဲ့ပါတယ်ပထမမြောက်နဲ့ဒုတိယမြောက်နေရာတွေကိုလည်းပါမာကပဲတင်ထားခဲ့တာဖြစ်ပြီး Everton နဲ့ပွဲမှာ29မိနစ် Brighton နဲ့ပွဲမှာ31မိနစ်နဲ့ hat-trick သူသွင်းယူနိုင်ခဲ့ပါတယ်။ဒါအပြင်ပြိုင်ပွဲသမိုင်းမှာပထမပိုင်း hat-trick 3ကြိမ်ရှိတယ်ပထမအဆုံးသောကစားသမားလည်းဖြစ်လာခဲ့တဲ့အတွက်မှတ်တမ်းသစ်လည်းရယူနိုင်ခဲ့ပါပြီ။ပါမာဟာအခုပွဲမှာ Chelsea အသင်းနဲ့ဂိုးပေါင်း90ပြည့်ခဲ့ပြီးတော့စုစုပေါင်း52ဂိုးထိရောက်ရှိလာပါပြီ။ကြည့်ရှုအားပေးတဲ့သူတယောက်ချင်းစီကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။